အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရှက်မာလေးကတော့ပဲငပိကြော်လေးဖြစ်ပါတယ်ရှင်ပိုးထဲကိုစီလေးရင်ထည့်မယ်စီပူလာပြီဆိုရင်တော့လှိထားတဲ့ကျက်သွန်အဖြူနေလေးထည့်ပါမယ်ရှင်ပြီးရင်နနွေးမုတ်လေးထည့်မယ်နော်ကျက်သွန်အဖြူနေလေးတွေအယောင်ကျက်သွန်ဖြူလေးတွေနွမ်းပြီးတော့မှုေးလာတဲ့အထိကြော်မယ်ပေါ့နော်ပြီးလို့ရှိရင်ညှက်ထားတဲ့ငရုတ်သီးစိမ်းလေးတွေထည့်မယ်ဘိုင်းမနာဘိုင်းမအောင်လို့ဒီငရုတ်သီးစိမ်းလေးတွေကိုလည်းနည်းနည်းကြက်အောင်ကြော်လိုက်မယ်နော်ဒီလိုလေးရပြီဆိုရင်တော့ခရမ်းညင်သီးလေးထည့်မယ်ပေါ့နော်ခရမ်းညင်သီးလေးကတော့ဆက်လေးနည်းနည်းပို့အောင်လို့ထည့်တာပေါ့နော်ပြီးရင်ပဲငပိလေးထည့်မယ်ပဲငပိမှာအငတ်ဓာတ်ပါတဲ့အတွက်စားထည့်လေးရတယ်မထည့်လေးရတယ်နော်စားလေးနည်းနည်းထည့်မယ်ချိုမှုတ်လေးထည့်မယ်ချိုမှုတ်မကြိုက်တဲ့လူတွေဆိုရင်တော့စစ်သားမှုတ်လေးထည့်လို့ရတယ်ပေါ့နော်ရေလေးနည်းနည်းထည့်အုပ်မယ်ပြီးရင်တော့ဒီလိုစားကျင်စရာကောင်းတဲ့ပဲငပိကြော်လေးရပြီပေါ့နော်စားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်နော်